ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြန်လည်မြောက်ပေးသွားမယ့်ဂိမ်းလေးရပါတော့ကျွန်တော်တို့အခုတလောပေါ့နော် live ပေါ်မှာရန်အောင်မှာခက်စားနေတယ်ပေါ့နော်ဂိမ်းလေးဖြစ်တယ်ပေါ့နော်ဒီကောင်လေးရဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့အစံအမှန်တကယ်လဲထုတ်လို့ရတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းစမ်းပြီးတော့ထုတ်ကြည့်တာတကယ်ရောက်တယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်ပြန်လည်မြောက်ပေးခြင်းဖြစ်တယ်ပေါ့နော်ဒီကောင်လေးရဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ဂိမ်းကစားရတာတော်တော်လေးကိုလွယ်ကူတယ်ပေါ့နော်ကျွန်တော်တို့အပြင်းပြေဂိမ်းကစားနေုံနဲ့ပေါ့နော်ကျွန်တော်တို့တစ်ဖက်တစ်လမ်းကနေကျွန်တော်တို့ကိုဒေါ်လာလေးတွေပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြန်လဲမြောက်ပေးခြင်းဖြစ်တယ်ပေါ့နော်ဂိမ်းလေးရဲ့နာမည်ကတော့ပေါ့နော်ကျွန်တော် Crazy Raw ဖြစ်တယ်ပေါ့နော်ဒီကနေ့မှာ Play Store မှာချလို့မရဘူးဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့အောက်ကကျွန်တော်ရဲ့ comment မှာပေါ့နော်ဒီ application လေးရဲ့ link လေးကိုချပေးထားမယ်ပေါ့နော်software လေးကို download ဆွဲဖို့အတွက်ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Play Store software လေးတွေကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီအောက်က set ဆိုတဲ့ဥစ္စာတွေကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီပေါ်မှာပေါ့နော် software လေးရဲ့နာမည်ကိုရိုက်လိုက်မယ်ပေါ့နော်ရိုက်ချလိုက်မယ်ပေါ့နော် CRAZY Crazy ROCK Raw Crazy Raw ဆိုပြီးရိုက်ချလိုက်မယ်ပေါ့နော်ဒီ software လေးပေါ့နော်ဒီထိပ်ဆုံးက software လေးပေါ့နော်အဲ့တော့တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ download မဆွဲရသေးဘူးဆိုလို့ချင်းကျွန်တော်တို့ download ဆွဲလိုက်မယ်ပေါ့နော်ကျွန်တော်ကတော့ဒီနေရာမှာ download ဆွဲပြီးသွားပြီဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တော့ပြန်ပြီးတော့မဆွဲပြတော့ဘူးပေါ့နော်မိတ်ဆွေတို့ download မဆွဲရသေးဘူးဆိုလို့ချင်းကျွန်တော်တို့ download ဆွဲလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တစ်ချက်ပြန်ထွက်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ပေါ့နော် download ဆွဲထားတဲ့ software လေးတွေကိုမဝင်ခင်ကျွန်တော်တို့ line content VPN တစ်ခုနဲ့ကျွန်တော်တို့ shape ပေးရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာပေါ့နော်ကြံကြက် VPN ကိုသုံးလိုက်မယ်ပြီးရင်ကျွန်တော်တို့ပေါ့နော် US region ထားပေးရမှာဖြစ်တယ်ပေါ့နော် United States region ထားပေးရမှာဖြစ်တယ်ပြီးရင်ဒီထဲကပေါ့နော်ကျွန်တော်ကြိုက်တဲ့ဥစ္စာနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်သူ shape ပေးနေပြီပေါ့နော်ကျွန်တော်ခဏစောင့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ shape သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ထွက်လိုက်မယ်ပေါ့နော်software လေးတွေကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်ကျွန်တော်ကတော့ Google နဲ့ login ဝင်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာရှိတယ်ပေါ့နော်ကျွန်တော်တို့ Google account နဲ့ကြာလာမှာပေါ့နော်အထက်ကနေပြီးတော့ကျွန်တော်တို့တစ်ခုခုနဲ့ shape ပေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီနေရာလေးကိုရောက်ပြီဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ start game ကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဝိုင်းအောင်စာကြောင်းလေး start game ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ continue the game ကိုနှိပ်လိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒီမဲ့ကျွန်တော်တို့ကြောက်တော့1 2 3 4ကြောက်လုံးလေးတုံးပေးထားရပေါ့နော်အဲ့ဒီလေးတုံးနဲ့ကျွန်တော်တို့ရှေ့မှာရှိတယ်ပေါ့နော်ရန်သူကိုကျွန်တော်တို့တိုက်ခိုက်ပြအောင်ပေါ့နော်အရင်ကမှလွယ်ကူပါဗျာနော်ဂိမ်းကြီးကโอเคဒါဆိုရင်ကျွန်တော်တို့နိုင်သွားပြီနိုင်သွားလို့ရှိရင်ကျွန်တော်တို့ရမှာကျွန်တော်တို့ coin ပေါ့နော်466 coin ရမယ်ပြီးရင်ကျွန်တော်တို့ကမာပုံစံနဲ့12ခုရမယ်ပြီးရင်ကျွန်တော်တို့ဂျိုလေးက6ခုရမယ်ပေါ့နော်ဒါလေးရကျွန်တော်တို့ရမယ်စုလက်ပေါ့နော်ပြီးရင်ကျွန်တော်အောက်ကအစိမ်းအောင်စာကြောင်းလေး confirm ကိုနှိပ်လိုက်မယ်โอเคကျွန်တော်နောက်ထပ်တစ်ပွဲထပ်ဆော့ပြမယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်သူက level မြင့်ရင်တို့ကျွန်တော်တို့ရဲ့ရန်သူကတဖြည်းဖြည်းနဲ့များလာမှာပေါ့နော်โอเคကျွန်တော်ကတော့ဒီနှစ်ကောင်လုံးကိုခဲတလုံးနဲ့ပဲအပြတ်ရှင်းလိုက်မယ်ပေါ့โอเคဒါဆိုလို့ရှိရင်ကျွန်တော်ကျဲ3ဝင်ရပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့စုလက်က918 coin ရမယ်ပြီးရင်ကျွန်တော်တို့ဥဂျိုလေးက12ခုကမာကောင်လေးက6ခုရမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ confirm ကိုနှိပ်လိုက်မယ်ဗျဘေးနားလေးကဒီတစ်တာပုံစံလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်โอเคဒါလေးကဒီတစ်တာလေးကကြာတော့ပေါ့နော်ကျွန်တော်တို့ဒီထက်ကနေပြီးတော့ကျွန်တော်တို့ coin နေပေါ့နော်မဲနှိုက်လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီအောက်မှာ normal exchange ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်ကမာပုံစံလေးပေါ့နော်ဒီကောင်လေးပြည့်သွားပြီဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့သူ့ကိုကျွန်တော်တို့ကပတ်စံနဲ့လဲရမှာပေါ့နော်ခုဆိုရှင်သူကပြည့်ပုံတာ36ခုလို့ပြထားရပေါ့နော်ကျွန်တော်တို့ကအခုဂိမ်းနှစ်ပွဲဆော့လိုက်တာကမာကောင်လေး18ခုရသွားရပါတော့ပြီးရင်ကျွန်တော်တို့အောက်ကဂျိုပုံစံလေးပေါ့နော်ဂျိုပုံစံလေးရဆိုလို့ရှိရင်လည်းသူနဲ့အတူတူပဲပေါ့နော်သူပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒေါ်လာနဲ့လဲရမှာပေါ့နော်အခုသူကလည်း18ခုရှိသွားပြီသူက36ခုမှပြည့်မှာဖြစ်တယ်ပေါ့နော်โอเคအောက်ကကောင်လေးကလည်းသူ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ပြီးရင်ကျွန်တော်ဒီဘေးနားလေးက
တစ်တာအပြာရောင်မယမ်းရောင်လေးကိုနှိပ်လိုက်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်သူဘာကြလာမလဲပေါ့နော်ဝေးဒါကျွန်တော်ဒီနေရာလေးဆိုလို့ချင်း lucky draw ပေါ့နော် lucky draw ကတော့ကျွန်တော်မဖွင့်တော့ဘူးပေါ့နော်ပြန်ထွက်လိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီဘေးနားလေးက spin wheel ဆိုတော့တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်နောက်ထပ်တစ်ချိန်ထပ်လှည့်ကြည့်လိုက်မယ်သူကကျွန်တော်တို့9ချိန်ကြီးလှည့်လို့ရတယ်ပေါ့နော်ဒီခါလည်းမပေါက်ဘူးပေါ့နော်ကျွန်တော် triangle ကိုထပ်နှိပ်လိုက်မယ်ဒါလည်းမပေါက်ဘူးတော့နော်မဟုတ်ဆိုရှင်ကျွန်တော်တို့အချိန်ကုန်တယ်ကျွန်တော်တို့ပြန်ထွက်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဘေးနားလေးကကောင်လို့တစ်ချက်နှိပ်လိုက်မယ်ဒီနေရာမှာတော့ကျွန်တော်တို့ရဲ့ invite code ကိုထည့်ရမယ်ပေါ့နော် invite code ထည့်မယ်ဆိုလို့ရှိရင်တော့ဒီထဲမှာဒေါ်လာလေးရမယ်ပေါ့နော်ကျွန်တော်ရဲ့ invite code ကိုထည့်မယ်ဆိုလို့ရှိရင်လည်းလူချင်းမင်းတို့ဒေါ်လာလေးရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့ invite code လေးကိုကျွန်တော်ဗီဒီယိုရဲ့ဘေးမှာကျွန်တော်ရှာပေးထားမယ်ပေါ့နော်ကျွန်တော် invite code ကိုထည့်ပြီးလို့ဆိုလို့ရှိရင်ကျွန်တော်ဒီအောက်ကအစိမ်းအောင်စာကြောင်လေး submit ကိုနှိပ်လိုက်ရုံပဲပေါ့နော်ဒါဆိုလို့ရှိရင်လူချင်းမင်းတို့ဒေါ်လာလေးရရှိမှာဖြစ်တယ်ပေါ့နော်အောက်ကပေါ့နော် grand price ဆိုတဲ့တစ်တာလေးကိုတစ်ချက်နှိပ်လိုက်ရုံပေါ့နော်โอเคဒါဆိုလို့ရှိရင်သူကကျွန်တော်တို့ level လေးလောက်ခိုင်းတာပေါ့နော် test လေးလောက်ခိုင်းတာပေါ့နော်ကျွန်တော်တို့သူက test သူပေးထားတဲ့ test ပြည့်သွားပြီဆိုတာလည်းကျွန်တော်တို့ကိုဒေါ်လာလေးပေးမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီထိုင်းနိုင်ငံစာပါဖြစ်နေတဲ့အတွက်ကြောင့်မလို့ထိုင်းဘတ်နဲ့ပြနေရဖြစ်တယ်ပေါ့နော်ဒီမင်းတို့ကမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ဒေါ်လာနဲ့ပြမှာဖြစ်တယ်ပေါ့နော်သူပေးထားတဲ့ test လေးတွေကိုကျွန်တော်တို့ပြအောင်လုပ်လာတယ်သူကဒီမဲ့သူပြထားတယ်ပေါ့နော်ဒီဘေးနားလေးကဒေါ်လာပုံစံလေးတွေဒေါ်လာလေးရရှိမှာဖြစ်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီအောက်က mission ဆိုတော့တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်โอเคဒီမဲ့သူကကျွန်တော်တို့ကို daily task လေးလုပ်ခိုင်းတယ်ပေါ့နော် daily task လေးလုပ်ခိုင်းတယ်ဒီထဲမှာပါတဲ့ဥစ္စာလေးကို daily task လေးတွေကိုကျွန်တော်တို့ပုံမှန်လုပ်ပေးမယ်ဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော်တို့ဖန်ငွေလေးရကျွန်တော်တို့ဒေါ်လာလေးရရှိမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့မလုပ်ပြတော့ဘူးပေါ့နော်ကျွန်တော်ဗီဒီယိုလုပ်နေတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကတော့မလုပ်ပြတော့ဘူးပြီးရင်တော့ကျွန်တော်ပတ်စံထုတ်မှဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်ကပတ်စံပုံစံမျိုးတစ်ချက်နှိပ်လိုက်ရပေါ့နော်ဒီကကျွန်တော်တို့ပြထားတာကျွန်တော်ပတ်စံထုတ်မှဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ပတ်စံထုတ်မှဆိုလို့ရှိရင်ကျွန်တော်တို့ true money နဲ့ရမယ် PayPal နဲ့ရမယ်ပေါ့နော်မြန်မာနိုင်ငံကနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ PayPal ကတော့အဆင်ပြေရပေါ့နော်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ true money ရလည်းအဆင်ပြေတယ်ပေါ့နော်ထိုင်းနိုင်ငံမှာရှိနေတဲ့သူတွေကနှစ်ခုရွေးချယ်လို့ရရပေါ့နော်ကျွန်တော်တို့ပတ်စံထုတ်မှဆိုလို့ရှိရင်ကျွန်တော်တို့ဘတ်320 650 1300 320ကတော့အနည်းဆုံးပေါ့နော်320ပြည်မှကျွန်တော်တို့ပတ်စံထုတ်လို့ရမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ပြန်ထွက်လိုက်မယ်တော့ဒီဘေးနားလေးကဒီမဲအရွှေရောင်တင်ငါပြပုံစံမျိုးတစ်ချက်နှိပ်လိုက်ရပေါ့နော်ဒီနေရာတွေကပေါ့နော်ကျွန်တော်တို့ရလာတဲ့ coin လေးတွေကိုပေါ့နော်ဒေါ်လာနဲ့ပြန်လဲတဲ့နေရာလေးပေါ့နော်ကျွန်တော်ဒီနေရာမှာကျွန်တော်တို့coin လေးရလာပြီဆိုလို့ရှိရင် withdraw all နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒေါ်လာလေးတွေရရှိမှာဖြစ်တယ်ပေါ့နော်ပြီးရင်ကျွန်တော်ဂိမ်းတစ်ပွဲကျွန်တော်ထပ်ဆော့ပြအောင်မယ်ပေါ့နော်တော့တပေးပေးနဲ့ကျွန်တော်တို့ပို့ပြီးတော့ခတ်လာမှာပေါ့နော် level မြင့်လေးခတ်လာလေးပဲပေါ့နော်ဘေးဒါဆိုလို့ရှိရင်သူကကျွန်တော်တို့ကို coin 495 coin ပေးတယ်ပြီးရင်ကျွန်တော်ကမာကောင်လေး12ခုပေးတယ်ပေါ့နော်အော်ပြီးကျွန်တော် confirm အောင်ထပ်နေလိုက်မယ်ဂိမ်းလေးကတော့အရောက်မှလွယ်ကူတယ်ပေါ့နော်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အတိုးရှိရဆိုလို့ရှိရင်ကျွန်တော် YouTube channel လေးကို subscribe လေးလုပ်ခဲ့ပေးကြပါအောင်ခင်ဗျာဗီဒီယိုအသစ်တွေလည်းနောက်ထပ်ထပ်တင်ပေးအောင်မှာဖြစ်တဲ့ကြောင့်မလို့ subscribe လုပ်ပြီးသွားပြီဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော်တို့ဘေးနားလေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးကြပါအောင်ခင်ဗျာအားလုံးပဲဘိုင်းပါ